စဉ်ခါကရှမ်းပုံကြီးတစ်ပါးကျေတော်ရဒီရာတို့ရောက်လာတဲ့ခါဒီရွာလေးလူတွေစကားပြောကြပုံကိုသုံးလုံးကြပုံကိုအသေးချလေးလားဒီမာကကြီးချောင်းရိုးရဲ့ဟိုဘက်ကန်စကကောင်းပင်ကိုဘယ်နဲ့ခေါ်တယ်လဲတကားမမပူရချောင်းရိုးရဲ့ဟိုဘက်ကန်စကတောင်ပင်လာသာပြင်ခေါ်ပါပူရအဒီမနကချောင်းရိုးဟိုဘက်ကန်မှာနှွေကြုံတဲ့ညပေါင်းလေးမမပူရအဲ့ဒါလာမှုတော့ပါတကယ်ပဲမြားကြည့်ပါလို့နေထိုးစင်ကချောင်းရိုးမှာခွေးတဲ့ကောင်မျောလို့ပါခွေးတဲ့ကောင်ဘောကသားစားတဲ့ငှက်ချီဘယ်နဲ့ခေါ်တယ်လဲတကားမမ်ဘာဖွေရခွေးတဲ့ကောင်ဘောကသားစားတဲ့ငှက်ချီလာတာကြည့်ပါထိုးစင်ကဘုံဘုံဒီလိုထွေးလာကြီးဝါနဲ့လူတွေစကားပြောကြရင်လာဆိုတဲ့အခရာရှိချာတကယ်ပဲသုံးလုံးနဲ့ကြတယ်ထိုးစင်ကဘုံဘုံမှာစွမ်းစားခြင်းမီလို့လားစွမ်းစားခြင်းတန်တော့ဘုံဘုံရဲ့စကားနားထောင်ကြည့်ပါဒီမှာလကလာငေါတဲ့လာကွာလာစွမ်းကတော့လာကွာလာရကကြီးယာကြီးမှာလကလာမွန်တဲ့လာကွာLa suaga to la gua, la gallina, di malaga, la monte do la gua, la suaga to la gua, la